စိတ်နှလုံးထဲမှာချစီတဲ့ရတယ်တဲ့တော့မှရနေပြီဟာလေလုယာနာပြမချရရတယ်တဲ့တော့ကြားနေပြီအာမင်အဲ့ဒါကောင်းကင်ရဲ့အတန်တော်ဟာလေလုယာကောင်းကင်ကအတန်တော်အာမင်အာမင်လောကကအတန်ကအားလုံးကကြားတဲ့အရာအားလုံးကလေတော်များများနော်90ရာခိုင်နှုန်းလောက်ကတော့စိတ်တကြဆရာတဲ့နေကြီးပဲ right ဟုတ်လားအဲ့ဆိုလောကအတန်နဲ့ပဲကျွန်တော်တို့သွားမယ်ဆိုမဝမြောက်နိုင်အောင် right ဒါပေမဲ့ဖခင်သားသမီးတွေကလောကအတန်နဲ့သွားမှာမဟုတ်ကောင်းကင်ရဲ့အတန်နဲ့သွားအာမင်ဝမ်းမြောက်တယ်အခြေအနေပေါ်မှာမတ်တရတဲ့သူကအများကြီးစိတ်တကြတယ် yes hallelujah amen ဘာကြောင့်ဘယ်မိတ်ဆွေပြောအခြေအနေပေါ်မတ်တမရနေတော့လို့အခြေအနေပေါ်မတ်တမရနေတော့ဟုတ်ကဲ့ပါလို့လည်းပြန်ပြောလိုက်ဟုတ်ကဲ့ပါ hallelujah အတန်တော်ပေါ်မှာမတ်တရရအောင်လို့ပြောအတန်တော်ပေါ်မှာမတ်တရရအောင်အာမင်အဲ့ဒီအတန်တော်ကကောင်းကင်ရဲ့အတန်တော်ဖြစ်တယ်အာမင် hallelujahယေရှုကယောသပြမှာမတ်တဆန်ခံတဲ့အခါမှာကောင်းကင်ကလည်းအတန်ထွက်လာတယ်အာမင်ဒီသူကငါနဲ့တဲ့မျက်နှာရငါရဲ့ချစ်တာပဲဟာလေလုယာယေရှုကတိုင်းမှာဒီကမှာဘယ်လိုရှိလဲယေရှုရှိတယ်ဒီသူကငါနဲ့တဲ့မျက်နှာရငါရဲ့ချစ်တာဟာလေလုယာဘာလို့ဒီကယေရှုရှိလဲယေရှုရှိတဲ့ကမှာဒီလူကငါမျက်နှာတယ်ဝါကောင်းကင်ကအတန်ရောက်လာလိမ့်မယ် yes amen hallelujah amen အဲ့တော့ဓမ္မရာဆိုပရမဇောခန်းကြီး30အငယ်9မှာအဲ့မှာကျွန်တော်ဖတ်ချင်တယ်ရှောလူရီရှမွေလထံမှထွက်သွားပြီဟုလဲတော်အခါရှာနာတော်စိတ်နှလုံးကိုဘုရားခင်ပေးတော်မူ၍ထိုနမိတ်လက္ခဏာအလုံးစုံတို့သည်ထိုနေ့ချင်းတွင်ဖြစ်လေ၏ဟာလေလုယာအာမင်အာမင်အဲ့မှာနော်ရှောလူကရှမွေလထံကနေထွက်သွားတဲ့အချိန်မှာဘာဖြစ်သွားလဲဆိုခြားနာသွားတယ် yeah အဲ့ဒီခြားနာမှုကဘေကနေလာလဲဆိုနှလုံးသားထဲနဲ့လာနှလုံးသားရဲ့ခြားနာသွားတယ်ဟာလေလုယာအာမင်အဲ့ဒါတရားသူတောင်းလဲဆိုရင်တဲ့နှလုံးကခြားနာလာလိမ့်မယ်အရင်တော့နည်းနည်းဆိုဒေါ်ထွက်တယ်စိတ်ဆိုးတယ်နည်းနည်းဆိုစိတ်ကောက်တယ်နည်းနည်းဆိုအပြစ်တင်မယ်အဲ့ဒါဘာကြောင့်လဲဆိုဆုမတောင်းလို့ဒါမဲ့တင်ဆုတောင်းကြည့်အရင်ဆုံးတဲ့နှလုံးကအရင်ဆုံးခြားနာသွားလိမ့်မယ်အာမင်ဘာဖြစ်လာလဲဘုရားရဲ့ဖြစ်ခြင်းတွေအားလုံးတင်ပြရောက်လာတာကိုယ်နှလုံးသားလေးနဲ့ကျွန်တော်နှလုံးသားလေးလဲချင်တယ်ဆိုတော့အဲ့ဒါနဲ့တည်းအဆူတောင်းလိုက်တာနဲ့ဖခင်ရဲ့နှလုံးသားတင်ပြရောက်လာတာဘုရားရဲ့နှလုံးသားရောက်လာတာလည်းအများဒီအဲ့ဒီနေချင်းတွေနမိတ်လက္ခဏာလုံးစုံဖြစ်လာတယ်အာမင်အဲ့တော့အိတ်ကတည်းကပဲစားတရားမှမရှိဘူးဆူမတောင်းခင်တော့ကအိတ်ကတည်းကပဲစားတရားမှမရှိဘူးဆူလဲတောင်းနေတဲ့အချိန်မှာနှလုံးကလည်းခြားလာတဲ့ခါမှာမေကမာရီနေဖြစ်လာတာမိသားစုမှာအပြောင်းလေးတွေချင်းချာတွေဖြစ်လာတယ်ဆော့စပေါင်းတွေဖြစ်လာတယ်ဟာလေလုယာအာမင်မိသားစုပြောင်းလဲခြင်းရင်တင့်နှလုံးအရင်ပြောင်းလဲဖို့လိုတယ် yes amen အထဲပြောင်းမှအပြင်ပြောင်းလာတယ်နှလုံးအတစ်ပြင်စင်ရွေးပုံစံပြောင်းလဲခြင်းလို့ရောက်ကြတော့တယ် yes ချာနာလာဖို့ကအရင်ဆိုတစ္ဆာရှိဆူတောင်းဖို့လေတစ္ဆာရှိဆူတောင်းတဲ့သူကစိတ်နှလုံးအတစ်ဖြစ်လာမယ်ပုံစံပြောင်းလဲလာမယ်အာမင်ပုံစံပြောင်းလဲလာတယ်အမြတ်နမိတ်လက္ခဏာအလုံးစုံဖြစ်လာမယ်အာမင်နံပါတ်3နံပါတ်4ကဘာလဲဆိုရင်အဝတ်ပြောင်းလာဖို့လိုတယ်အခုအခါကြီး1အငယ်35မှာဖတ်တဲ့အခါမှာကျွန်တော်မြင်ရတယ်နည်းနည်းအချိန်မိုးမလင်းမိကိုတော်တွေချပြီးလေ
တော့အရက်တို့ထွက်ကြွ၍ဆုတောင်းတော်မူ၏တဲ့ဟာလေလုယာအာမင်ဒီချာရကူတော့မိုးကလေးနဲ့အချိန်မှာထားပြီးတော့မှဆုတောင်းတာသူအမြဲတမ်းသစ္စာရှိလို့ yes သစ္စာရှိဆုတောင်းလို့ဟာလေလုယာအာမင်အမြဲတမ်းမကြည့်တာသစ္စာရှိဆုတောင်းတဲ့သူတွေကသူများမတောင်းခင်အမြဲတမ်းတောင်းရေးအဲ့ဒါကသစ္စာရှိတာ yes သစ္စာမရှိတဲ့သူတွေကသူများမယေရှုနဲ့မိုးမလင်းနေဘူးအဲ့ဒီချိန်မှာမလုပ်လေသူဆုတောင်းတယ်အဲ့ဒီအထက်မှာကျွန်တော်ကြည့်တဲ့အခါမှာတညလုံးလေယေရှုကနမိတ်လက္ခဏာလို့ထိုးစိတ်တွေလုပ်နေတယ်တရားဟောပွဲတွေလုပ်တယ်ညနေပိုင်းညပိုင်းလေသူဟာယေရှုကထိုးစိတ်တွေလုပ်တယ်အဝလေးတွေဟောတယ်နော်နှုတ်ပတ်တော်တွေသူဝင်ငားတယ်အဲ့လိုလုပ်တယ်ဒါပေမဲ့မနေ့ကျတော့လေတင်းနဲ့ကျွန်တော်တို့အိတ်နေတာမဟုတ်ဘောတော်မလဲနဲ့တော့အရက်ကိုသွားတယ်ဆုသွားတောင်းတယ် hallelujah amen 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 အဲ့လိုဖြစ်တဲ့အခါမှာယေရှုဆုတောင်းတဲ့အချိန်မှာဘာဖြစ်လာလဲအဝတ်တော်ကကြောင်လဲဖြစ်လာတယ်အာမင်ဒီနေ့တည်းကျွန်တော်အဝတ်လည်းပြောင်းလာဖို့လိုတယ်အာမင်အာမင်ဟာလေလုယာအာမင်အဝတ်ဆိုတာဒီအဝတ်ကိုပြောတာမဟုတ်ဟာလေလုယာအာမင်အဝတ်ဆိုတာဘာကိုပုံဆောင်လဲဆိုရင်အခွင့်အာဏာအတော်လည်းဒီကိုပုံဆောင်တယ် yes ဒီနောက်တစ်ခုဘာပုံဆောင်လဲဗိတ်တိတ်ချင်းကိုပုံဆောင်တယ် yes အာမင်အာမင်ဒီနေ့ကျွန်တော်သစ္စာရှိဆုတောင်းတယ်သစ္စာရှိလုပ်တယ်ဆိုတေးကြတယ်ကျွန်တော်တို့ရဲ့လုတ်ပိုင်ခွင့်အခွင့်အာဏာတွေအားလုံးပြောင်းလာမှာဖြစ်တယ်ဟာလေလုယာဒီမှာလုတ်ပိုင်ခွင့်အခုမရှိဘူးဒါပေမဲ့ဒီသစ္စာရှိဆုတောင်းတယ်ဆိုလုတ်ပိုင်ခွင့်ရလာမယ်အာမင်ဗိတ်တိတ်ချင်းတိုးလာမယ်ဟာလေလုယာအာမင်ဗိတ်တိတ်ချင်းတိုးလာဖို့လိုတယ်အာမင်အာမင်ဟာလေလုယာလူကာခန်းကြီး15အငယ်20နဲ့မှာအဘကမြတ်တော်ဝတ်လုံကိုယူခဲ့၍သူ့ကိုခြုံချသူရဲ့လက်၌လက်စွပ်တစားကိုဆင်ကြဟာလေလုယာအာမင်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 ဆိုတော့ဒါကကျွန်တော်ဝတ်လုံနဲ့ပတ်သက်ပြီးမှပြောချင်တဲ့အရာအဲ့ဒါကဘာလဲဆိုတော့ပျောက်တော်သားရဲ့အကြောင်းဆိုတော့ပျောက်တော်သားကတော့သူ့အဖေရှိအမွေတွေအားလုံးယူပြီးတော့မှထွက်သွားတယ်ပြင်ပြန်လာတဲ့အချိန်မှာသူ့အဖေဘာလုပ်ပြင်လဲဝတ်လုံရချိန်ပြီးတယ်အရင်တော့ကတော့သူဟာသူဝက်ကြောင်းနေတဲ့အချိန်မှာသူ့ပေချင်တဲ့ထွက်သွားတဲ့အချိန်မှာနော်ကမ္မကုံစည်းစိမ်နဲ့အားလုံးသူဟာသုံးဖြုံလိုက်တယ်လောကအရာနဲ့သူပျော်မွေ့ပလိုက်အဲ့ဒီချိန်မှာသူဘာဖြစ်သွားလဲစင်ရသားဘဝရောက်သွားတယ်အဲ့ဒီချိန်မှာသူ့မှာဘာအခွင့်အာဏာမှမရှိဒါမဲ့အဖေရှင်မှာပြန်ရောက်လာတဲ့အခါမှာအဖေကဝတ်လုံချိန်ပေးတယ်လက်စွပ်စွပ်ပေးတဲ့အခါမှာသူကအခွင့်အာဏာရှိတဲ့သူကြောက်ဖြစ်သွားတယ်မှာကျွန်တော်စူတောင်းပြီးမှကျွန်တော်တစ္ဆာရှိတိုးဝင်မယ်ဆိုရင်ဘုရားကအခွင့်အာဏာချိန်ပေးခြင်းနဲ့ဗျာအာမင်ဒီကျွန်တော်တို့ပေးခြင်းနဲ့မရပြီလေအာမင်ဒီချမ်းသာကိုဘာဖြစ်မှဆုံးတတ်ခြင်းနဲ့နော်ဓမ္မရာဆိုစတုဒ္ဒဆောင်အခန်းကြီးနဲ့အငယ်20နဲ့24မှာအေလိရှေဒီကြည်မြင်လေငါဘဣသရေလယထာဣသရေလမြင်းမာတကာဟုဟစ်တော်လေနောက်တဖန်အေလိယကိုမမြင်ရမိမိဝတ်လုံကိုကန်၍နှစ်ပိုင်းဆုပ်ဖြတ်လေ၏အောက်သို့ကျသောအေလိယဝတ်လုံကိုကောက်၍ပြန်လေ၏ယော်ဒန်မြစ်နားမှာရက်၍အဲ့ဒီချိန်မှာဘာလို့လဲယော်ဒန်မြစ်ကိုသူဟာပြန်မှာဝတ်လုံနဲ့ရိုက်အဲ့ဒီချိန်မှာသူရိုက်တဲ့နော်ဝတ်လုံကသူ့ရဲ့ဝတ်လုံမဟုတ်ဘယ်လိုရဲ့ဝတ်လုံလဲဆိုရင်သူ့ရဲ့ဝိညာဉ်ဖခင်ရဲ့ဝတ်လုံဖြစ်တယ် yes သူဝိညာဉ်ဖခင်ရဲ့ဝတ်လုံကဘာလဲဆိုဗိတ်တိတ်ခြင်းဖြစ် yeah amen